ဒီနေ့မှာတော့ထူးထူးခြားခြားအစာသွတ်မုံဆိုင်လေးတစ်ဆိုင်ကိုတွားကြည့်ကြရအောင်ဟင်းကြီးကတော့ကြည့်ရတာမိလာကန်ထဲကနေတိုက်ရိုက်ခတ်လာတဲ့အတိုင်းပဲဒါပေမဲ့စိတ်အေးထားပါဒါဟာမိလာကန်စင်ရေးကလာတဲ့မုံတော်မဟုတ်ပါဘူးဒါကတော့အိန္ဒိယရဲ့နာမည်ကြီးလက်ဆေးရည်မုံပဲဖြစ်ပါတယ်လုပ်ငန်းစဉ်ကိုတော့ကျွဲ့ရွံ့နေတဲ့မုံလုံးလေးတွေနဲ့စားပါတယ်ချမ်းပင်ပေါ်တစ်လုံးကြောက်သွားလားစိတ်မကူပါနဲ့ကင်မရာကွယ်တာနဲ့အသားလေးပြင်ကောက်ထည့်လိုက်တာပါပဲနောက်တစ်ခုကတော့ဆရာကြီးကသူ့ရဲ့ကိုပိုင်ဟန်ထုတဲ့နွားချေးနံမတ်ချာကိုအိမ်သားရှိကခြေနှင်းကြော်ပြားပေါင်မှာပြင်ဆင်နေတာပါသူကတော့ချက်နီးကိုလျှို့ဝှက်ထားတယ်ဒါပေမဲ့အယောင်ကိုကြည့်ုံနဲ့တင်ဒါဟာကျမ်းမာရေးနဲ့ညီညွတ်တဲ့အစိမ်းရောင် super food ဆိုတာသိကြပါတယ်ကဲစိုင်စားဖွင့်ပါပြီလက်ရနံ့ပါတဲ့စားချမ်းတစ်စုပ်ကိုဟင်းရည်ထဲခတ်လိုက်ပါတယ်ပြီးတော့မတ်ချာထည့်မယ်ဒီနေရာမှာတော့ဖင်ညာတောက်ပါပဲမတ်ချာထည့်ယူတဲ့လက်ကိုပါတခါတည်းတွတ်တွတ်လေးဆေးချလိုက်ရတာပါနောက်ထပ်ဝါရင်ထယူဆောင်ကြီးကတော့ဂန်ဂါမြင့်ရနံ့ရေခိုင်တုံးကြီးပါဟင်းရည်ထဲရေခိုင်ကျသွားတဲ့အချိန်ဟာအိမ်ပြန်ရောက်သွားတဲ့လိုခံစားချက်မျိုးပေါ့အခုတော့ဆိုင်ရှင်ကမဆလာဆော့စ်ကိုမှုန့်နေပါပြီသတင်းကောင်းကတော့မဆလာနဲ့အတူတက်လက်ကိုပါတခါတည်းနှတ်ထားပြီးသားဖြစ်သွားပါတယ်သတင်းဆိုးကတော့ဒါကိုကြည့်ရတာတကယ်ကိုနည်းနည်းတော့ရင်ကောင်းတက်ချင်စရာပါပဲနောက်ဆုံးမှာတော့ sauce အားလုံးကိုဟင်းရည်ထဲလောင်းထည့်လိုက်ပါတယ်အခုဆိုရင်အနှစ်သာရအပြည့်ပါတဲ့ဟင်းရည်ကတော့တရုတ်ဝင်အောင်မြင်သွားပါပြီစားရတာကတော့လွယ်ပါတယ်မုံလုံးလေးကိုအပေါက်ဖောက်အစားနဲ့ဟင်းရည်ထိပြီးဝယ်သူလက်ထဲတန်းထည့်ပေးလိုက်ရုံပါပဲသူတို့ရပျော်ရွှင်နေတဲ့မျက်နှာတွေကိုကြည့်ရတာအရသာကတော့တကယ်ကိုကောင်းပုံရပါတယ်